အားလုံးပဲမင်္ဂလာပါရှင်ဒီခါမှာတော့တောင်းကလာ VIP 9ရက်ကွက်မှာရှိရဲတတိယထက်၄လွှာခန်းလေးနဲ့မိတ်ဆက်ပြီးတော့မှာဖြစ်ပါတယ်ရှင်ဝေဇနီယာမိန်းလမ်းမကြီးမြစ်တာမိန်းလမ်းမကြီးကိုတဲပေါက်တဲ့ကြော်သူလမ်း20မှာရှိတဲ့တတိယတက်၄လွှာခန်းလေးရတော့18ပေ54ပေရှိပြီးတော့အဲ့ကန်းနဲ့ဝင်လိုက်ပြီဆိုလို့ရှိရင်လည်းစူပါစတီအသစ်ဆက်ဆက်ကိုထည့်ပေးထားပါတယ်ရှင်ပကြီးကအလှတွေမီလုံးမီဆိုင်အလှတွေနဲ့ကိုတေချာလေးလုပ်ပေးထားတယ်ညီမတို့ TV စင်သီးတန်လေးလည်းပါပါမယ်ရှင်အဲ့ကန်းမှာဆိုလို့ရှိရင်လည်းလုံးဝကြွရွာလှပနေတဲ့ 5D နရံကဒေါင်းရုပ်ကြီးကိုထည့်ပေးထားပါတယ်ရှင်ဒီဒေါင်းရုပ်ကြီးကလည်းတော်တော်လေးကိုလှပါတယ်ရှင်လုံးဝကိုကြွရွာလှပပြီးတော့တော်တော်လေးမိုက်တဲ့ပကြီးကားလေးဖြစ်ပါတယ်ရှင်6လမ်းဆိုလို့ရှိရင်လည်းတော်တော်လေးကိုကျဲတယ်ပါကေးဆိုလို့ရှိရင်လည်းအိမ်လုံးကိုအပြစ်ဖိတ်တောက်ခင်းပေးထားပါတယ်ရှင်အိတ်ခမ်းနှခမ်းပါမယ် AC တွေလည်းပါပါမယ်ရှင်မင်းနယ်မှာဆိုလို့ရှိရင်လည်းညီမတို့ပကြီးအလှတွေလိုက်ကအလှတွေနဲ့တေချာလေးလုပ်ပေးထားပါတယ်ရှင်အိတ်ခမ်းနှခမ်းလုံးမှာလည်းညီမတို့ AC ပါပါမယ်ရှင်ကရှင်ကနဲ့ဝင်လိုက်ပြီဆိုလို့ရှိရင်လည်းကြွေပြားအပြစ်ခင်းထားတယ်ကြွေပြားအပြစ်ကတ်ထားပါတယ်ရှင်ရေချိုးကိုင်းတာဘူတိုင်းပေးစင်လေးလည်းပါပါမယ်ရေကလည်း2လိုင်းဖြစ်ပြီးတော့ရေချိုးကိုင်းမှာဆိုလို့ရှိရင်လည်းအုတ်ကန်လေးလည်းထည့်ပေးထားပါတယ်ရှင်ရေကတော့တောင်းကလာမှာပြောစီရမလို့အောင်ကိုရေတော်တော်လေးကောင်းပါတယ်ရှင်ဒီခန်းလေးရဲ့ထူးခြားချက်ကတော့နောက်ဖေးဝရဏတီးတန့်လေးလည်းပါပါမယ်ရှင်နောက်ဖေးဝရဏတိုင်းဝင်မှာဆိုလို့ရှိရင်လည်းတန်မန်းဆန်းရှိကိုပတ်လည်းတက်ပေးထားတယ်ကြွေပြားတွေခင်းပေးထားပါတယ်ရှင်location လည်းအရန်မိမိုက်တယ်တတိယထပ်လေးလည်းဖြစ်တယ်အခန်းကိုလည်း share ကိုလုံးဝပြင်ဆင်ပေးထားပါတယ်ရှင်အခန်းခေါ်စည်းလေးကလည်း2890ညှိနှိုင်းလေးပဲဖြစ်ပါတယ်ရှင်ဘန်ဂျိတ်လိုချင်တဲ့ customer လေးတွေအတွက်လည်းဘန်ဂျိတ်ရပါတယ်ရှင်ကျေးဇူးပါ